လူသားတွေရဲ့မင်္ဂလာဆောင်မဟုတ်တဲ့မင်္ဂလာပွဲတစ်ခုကိုရောက်သွားခဲ့အမျိုးသမီးအဖွဲ့တစ်ဖွဲ့ရဲ့အကြောင်းပြောပြမယ်သူတို့ကတချင်းဆိုဖို့အတွက်မင်္ဂလာပွဲမှာအဖိတ်ခံလိုက်ရတာဒါပေမဲ့သူတို့ကိုဖိတ်တဲ့သူတို့ကိုပွဲငှားလိုက်တဲ့သူကလူတွေမဟုတ်ကြဘူးဒီအဖြစ်ဖြတ်အကြောင်းအရာလေးကနိုင်ငံခြား YouTuber တွေရောဒီ TikToker တွေရောအများကြီးပြောနေကြတယ်ဒါဘယ်လောက်ထိမှန်လဲဘယ်လောက်ထိဒါကဒီဇလန်းဆန်လဲဆိုတာကိုတော့ကျမတို့တေချာတော့မသိဘူးပေါ့နော်ဒါပေမဲ့နှစ်ကလည်းတော်လေးကိုကြာနေပြီ TikToker တွေ YouTuber တွေကလည်းအများကြီးပြောနေရဆိုတော့ကျမလည်းဒီအကြောင်းအရာလေးကိုပြန်ပြီးတော့ပြောပြမယ်1998ခုနှစ်မှာ Nora ဆိုတဲ့ကိုဝဲနိုင်ငံမှာရှိတဲ့အမျိုးသမီးတယောက်တွေ့ကြုံခဲ့ရတဲ့အဖြစ်ဖြတ်သူကမင်္ဂလာဆောင်တွေမွေးနေ့ပွဲတွေမှာဆိုလို့ရှိရင်တော့ဒီသချင်းတွေပါတယ်လိုက်ပြီးတော့ဆိုပေးရပေါ့နော်အဲ့လိုမျိုးသချင်းဆိုဖို့အတွက်ကိုလည်းမင်္ဂလာဆောင်အခမ်းအနားစီစဉ်တဲ့သူတွေဒီမင်္ဂလာအိမ်ရသူတွေကသူတို့ငှားရမ်းတယ်သူတို့ကသချင်းလာဆိုပေးအဖွဲ့လိုက် TYG နဲ့အဲ့တော့တရက်မှာသူ့ရှိကိုအမျိုးသမီးတယောက်ကဖုန်းဆက်ပြီးတော့ TY ငှားချင်လို့ပါဆိုပြီးတော့ပြောတော့အဲ့ဒီနေ့ဒီအမျိုးသမီးကသူ့ကိုငှားတဲ့နေ့ကသူတို့ခွင့်ယူတဲ့နေ့သူ့ရဲ့ TY အဖွဲ့သားတွေကိုလည်းသူကခေါ်လို့မရဘူးအားလုံးကနားကြမှာဆိုတော့ तू ကလည်းဒီနေ့ကတော့နားပါတယ်ရှင်ဆိုပြီးတော့ तू ကပြောတဲ့အခါကျတော့တစ်ဖက်ကကျမသမီးလေးရဲ့မင်္ဂလာဆောင်မှုလို့ပါကျမအမကိုပဲခေါ်ချင်တာပါအမတ်တရလေးဖြစ်သွားစေချင်လို့ပါပေါ့နော်အမျိုးမျိုးပြောတာပေါ့ကွယ်အဲ့လိုသူ့ရဲ့တူဦးသီးသောသမီးလေးရဲ့မင်္ဂလာဆောင်မှာလာပြီးတော့တီဆိုဖြော်ဖြေပေးပါဘာညာဆိုတော့အရန်တောင်းဆိုတဲ့အခါကျတော့ तू ကလည်းကောင်းပြီဒါဆိုရင်တော့ငါအဖွဲ့သားတွေကိုငါပြောကြည့်မယ်ဆိုပြီးတော့သူ့ရဲ့ TY အဖွဲ့သားတွေကိုပြောကြည့်ရော TY အဖွဲ့သားတွေကလည်းအော်ဟုတ်ပြီမိခင်ဘကအလောက်တောင်းဆိုနေရဲဆိုရင်တော့ကျမတို့သွားပေးမယ်ဆိုပြီးတော့သူတို့ကလည်းအဲ့ဒီအင်္ဂလိပ်စာကိုတောင်းလိုက်ပြီးတော့ဗောနော်အဲ့ဒီမင်္ဂလာဆောင်မှာသွားပြီးတော့သူတို့တီဆိုဖြော်ဖြေဖို့အတွက်လက်ခံလိုက်ကြတယ်မင်္ဂလာဆောင်လေးကိုရောက်ရှိလာခဲ့တဲ့အခါမှာနိုရာတို့အဖွဲ့တစ်ဖွဲ့လုံးကမင်္ဂလာဆောင်အိမ်ကိုသွားတယ်သူတို့ပေးထားတဲ့လိပ်စာကိုရောက်သွားတဲ့အခါကျတော့အိမ်ကအကြီးပဲအရန်လာတာဒီလိုလှတဲ့အိမ်မျိုးကသူတို့မမြင်ဘူးအိမ်ကတကယ်ကိုအရန်ခမ်းထားပြီးတော့လှပလွန်တဲ့အိမ်ပေါ့နော်သူတို့အားလုံးလည်းလုံးဝအော်မင်တက်သွားတယ်ဟာအိမ်ကြီးလှလိုက်တာဆိုပြီးတော့တစ်ခွက်လုံးကလည်းငါတို့ဒီအိမ်မှာဒါတင်ဆက်ဖြော်ဖြေရမယ်ဆိုရင်တော့ငါတို့ပတ်စံလည်းမြမြရမယ်ပေါ့နော်သူတို့ကအဲ့လိုမျိုးလေးအတွေ့နဲ့အိမ်ထဲဝစ်သွားတဲ့အချိန်မှာသူတို့ထင်ထားတဲ့အရာတွေအကုန်လုံးတက်ဆင်အောင်လွဲအပြေမှာမြင်နေရတဲ့အရာကိုလှပခမ်းထားနေတဲ့အိမ်ကအထဲဒီဇိုင်းကစုပ်ပြတ်တတ်နေရပဲဘာမှမလုပ်ထားဘူးအိမ်ကဒါပေမဲ့လည်းသိရမလားသူတို့ကဘာမှတော့မပြောတော့ဘူးလေသူတို့ကပွဲငှားခံထားရတဲ့သူဆိုတဲ့အခါကျတော့ဘာမှမပြောဘူးသူတို့လည်းခဏလေးထိုင်ဆောင်ကြတယ်ခဏထိုင်ဆောင်နေရောခဏအကြာမှာသူတို့ရှိလူတယောက်ကရောက်လာပြီးတော့မင်္ဂလာအစီအစဉ်ကစတော့မယ်ခဏနေကြလို့ရှိရင်လူတွေရောက်လာလိမ့်မယ်ပေါ့နော်အဲ့လိုပြောတော့သူတို့လည်းတနေရာမှာပြင်ဆင်နေအားလုံးကလှုပ်ရှားရှိရလှုပ်တယ်တီဆိုမယ်ဖြော်ဖြေမယ်ပေါ့နော်အဲ့လိုမျိုးလုံနေရှင်တွေကနေပြီးတော့လူတွေတစားတစားရောက်လာတယ်မင်္ဂလာဆောင်ကိုရောက်လာပြီးတော့ကားကြတယ်သူတို့ကလည်းတီဆိုတယ်ကားခုံတယ်အဲ့ဒီအချိန်မှာဒီ TY အဖွဲ့တွေကသူတွေတဖြည်းဖြည်းသတိထားမိလာတာဘာလဲဆိုရင်အဲ့ဒီမင်္ဂလာဆောင်လာတဲ့ဧည့်သည်တွေသူတို့တွေကအရန်ထူးဆန်းနေတာသူတို့ကနေပုံစံနဲ့တော်တော်ကြီးကိုထူးဆန်းတယ်တခြားတာမန်လူ